ဒီဗီဒီယိုမှာတော့ကျွန်တော်တကယ်ချင်း3ယောက်နဲ့အတူမန္တလေး water ဘုံကိုသွားလိုက်မှဖြစ်ပြီးတော့အမှရှိရ water slide တွေကိုစီးမယ်ပြီးရင်တော့ကျွန်တော် ready ပေးပါမယ်ဖြစ်ပါတယ်ဆိုတော့ let's go guysမန္တလေး water ဘုံကိုရောက်ပါပြီ Slide number 1. Wait, 3, 2, 1. Slide number 2.ကျွန်တော်တို့အခုကတော့ဒီ water slide အသေးလေးကိုစီးမှာဖြစ်ပါတယ်โอเคသွားမယ်ဒါကတော့အခုရေလိုင်းတူစီးမလို့ပေါ့နော်ဒါပေမဲ့ရေလိုင်းတူကမလာသေးလို့ကျွန်တော်တို့အခုဒီမှာတိုင်ပတ်နေရပေါ့နော်အကုန်လုံးဘယ်လိုသွားရမလဲနဲ့မသိဘူးကောင်းနေတော့ငါဘောကင်းပေါ်ရောက်သွားပြီငါတယောက်တည်းမတက်ရသေး what the fuck ပဲအခုကတော့ဒီဘက် water slide အကြီးလေးကိုသွားစီးမလို့ပဲဖြစ်ပါတယ်ဖွင့်မဖွင့်တော့မသေးကြလေးပါဘူးဒီကနေ့လယ်လောက်မှစောက်ဖွင့်တာဆိုတော့လေဒါကတော့ကျွန်တော်တို့ water slide ရဲ့အပေါ်ဆုံးထက်ကမြင်ရတဲ့ view လေးပဲဖြစ်ပါတယ်ကျွန်တော်တို့အခုစီးမှာတော့ဒီဘက်ဘေးကအပြရအောင်ပါပန်းရအောင်တော့ကျွန်တော်တို့မစီးရလို့မစီးခဲ့ပါဘူး Slide number 3.ကဲခုကတော့ကျွန်တော်တို့ဒီ slide 3ခုကိုစီးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်ဘေးဆုံးကဟာကိုစီးမှာပါကဲခုကတော့နေတဲ့စားထမင်းစားနားပြဖြစ်ပါတယ်ဒါပြီးရင်တော့ကျွန်တော်တို့ပြန်တော့မှာပါ